မင်္ဂလာပါရှင်ဒီနေ့ကတော့ဟန်နီစပြပြဟာလေးကကြာလို့ရှင်ဘာလဲဆိုလို့ရှိရင်စက်သားမာလာကြော်ပါရှင်ဒါတော့ဟန်နီတို့ဆိုင်မှာဟန်နီကဒါဒီမှာအခုမှစားပြီးတော့ကြော်ပေးရဖြစ်တဲ့အတွက်ကိုကြော်လို့ပြီးရဖြစ်တဲ့အတွက်ကို logo လေးပါတော့မတက်ရသေးဘူးပေါ့နော်ပါကင်လေးတခြားမပိတ်ရသေးဘူးအခုဒါဟန်နီစားဖို့တလောက်ပေါ့နော်သူကတစ်စေသားနော်ဒီလိုတကူးကိုသူကတစ်စေသားပါနော်ဈေးလေးကတော့ဟန်နီပြပြတင်ပြပါမယ်နော်ဒါတော့ဈေးကတော့မာလေးမတတ်မရသေးလို့ပါရှင်သူကဒီမှာစက်တော်လုံးဝမထက်ထားဘူးနော်ဒီမှာအရင်ကောင်းပါတယ်ဒီမှာပါရှင်ဒါလေးကကြာလို့ရှိရင်စက်သားမာလာကြော်ပါနော်ဒီလိုမျိုးပါရှင်ဒါလေးကိုဟန်နီအခုစားပါပဲစားပြပေးပါမယ်ရှင်แล้วก็เสือแบบแล้วเหรอลงอ่ะยัดตัวยัดย้อนได้ไหมย้อนได้ยัดอ่ะมาအချုံမွားတော့လည်းဟာပြောမလုံးမချဘူးချက်အချုံမွားတော့လုံးဝမသုံးချဘူးလုံးဝအသားကြီးပဲရတာစက်သားရတာပဲစက်သားနဲ့မာလာရတာ他们属于这သား嘛的，啥子后来的我身边的呗。nhớ không thay mà vừa rồi đó tôi đã xài vào nhà bà vì nó tí đi vì bạn ấy sẽ nhà bố bà ấy sẽ